ဒီငယ်ချင်းတို့နေ့စဉ်ရက်နေကလပ်စစ်တွေစော့နေကြတဲ့မြေပုံကြီးဟာဘလို့မျိုးဖြစ်တည်လာခဲ့လဲဆိုတာကိုတစ်ခါလောက်ဖြစ်ဖြစ်တွေးမှုကြလားဒီနေရာဟာဂင်းကစားဖို့တက်ဖန်တီးထားတဲ့ရိုးရှင်းတဲ့ကွင်းပြင်ကြီးတစ်ခုမဟုတ်ပါဘူးဒီမြေပုံကြီးထဲမှာနှစ်ပေါင်းထောင်ချီတဲ့တမိုင်းကြောင်းတွေနက်ဖျားတွေနဲ့မိစ္ဆာတွေရဲ့တိုက်ပွဲတွေမြုံနှံထားတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်ဒီနေ့မှာတော့မိုဘိုင်းလေးကျန်ဂိမ်းကြီးတည်ရှိရာလောက်အောင်တောင်းကဘာကြီးဖြစ်ပေါ်လာပုံနဲ့လောက်အောင်တောင်းမှရှိတဲ့နိုင်ငံတွေနဲ့နမိတ်တွေအကြောင်းရဲ့အဲ့ဒီနေရာမှာနေထိုင်ကြတဲ့ဟီးရိုးတွေအကြောင်းကိုပြပြပေးတော့မှာဖြစ်ပါတယ်နောက်တော့မှရှိရဲ့နေရာတွေအကြောင်းကိုနက်နက်ဆက်ဆန်းသိတော့ပြီဆိုရင်တော့ဟီးရိုးတွေရဲ့ဘဝဆက်ကြောင်းတွေနားထောင်တဲ့အခါမှာကိုချိုက်တဲ့ဟီးရိုးကလောက်တော့ရဲ့ဘယ်အရက်မှနေထိုင်ပြီးတခြားဟီးရိုးတွေနဲ့ဘယ်လိုဆက်ဆံမှုရှိလဲဆိုတာကိုပါတေချာလေးသဘောပေါက်သွားကြမှာပဲဖြစ်ပါတယ်ကဘာဦးအစားဘာမှမရှိတဲ့ဟင်းလေးပြင်ကြီးထဲမှာအလင်းနဲ့အမောင်ဟာအမြဲတမ်းအပြိုင်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာယူနီကိုလို့ခေါ်တဲ့စစ်ကြောရာရဲ့ဖန်ဆင်းရှင်ကနေပြီးတော့လန်အော်ဒွန်ဆိုတဲ့ကဘာကြီးကိုစတင်ဖန်တီးလိုက်ပါတယ်ဒီကဘာကြီးဟာအလင်းနဲ့အမောင်မျှတနေတဲ့နေရာတစ်ခုဖြစ်ခဲ့ပါတယ်လန်အော်ဒွန်ကဘာကြီးဖြစ်တည်လာပြီးတဲ့နောက်မှာတော့လောအော်လိုက်ဆိုတဲ့အလင်းရှင်တခင်နဲ့လောအော်အပိဆိုတဲ့အမောင်ရှင်တခင်နှစ်ပါးပေါ်ထွက်လာခဲ့ပါတယ်လောအော်လိုက်လို့ခေါ်တဲ့အလင်းရှင်တခင်ကအလင်းနဲ့စီကောင်းကိုကိုစားပြုပြီးတော့လောအော်အပိလို့ခေါ်တဲ့အမောင်ရှင်တခင်ကတော့ဖြက်စီးခြင်းတဲ့အမောင်ထုကိုကိုစားပြုပါတယ်ဒီအရှင်တခင်နှစ်ပါးရဲ့အားပြိုင်မှုဟာလောအော်ဒွန်တစ်ခုလုံးအပေါ်တက်ရောက်မှုရှိပြီးသူတို့ရဲ့အားပြိုင်မှုကြောင့်ပဲလောအော်ဒွန်မှာစစ်ပွဲတွေခဏခဏဖြစ်ပွားခဲ့ရပါတယ်သူတို့ထဲကတယောက်ကအသာစီးရသွားခဲ့မယ်ဆိုရင်တကဘာလုံးပျက်စီးသွားနိုင်ပါတယ်။ဒါကြောင့်သူတို့ထဲကဘယ်သူမှအသာစီးမရနိုင်အောင် Twilight of နဲ့လူနိုတို့လိုမျိုးအလင်းနဲ့အမောင်စွမ်းရည်နှစ်ခုလုံးကိုပိုင်ဆိုင်ထားတဲ့အရှင်သခင်တွေကဒီစွမ်းအားနှစ်ခုကြားမှာဟန်ချက်ညီအောင်ထိန်းညှိပေးနေရတာဖြစ်ပါတယ်။ဒီလိုဟန်ချက်ညီအောင်ကြိုးစားနေရတဲ့ကဘာမီပေါ်မှာပဲလူသားတွေဟာသူတို့ယုံကြည်ရာအလိုက်မိုနီယာအင်ပါယာလိုနိုင်ငံကြီးတွေဟေရိုတီရှိုလိုမိပညာမျိုးတော်တွေကိုအတီးတီးတည်ထောင်ခဲ့ကြပါတယ်။ဒါကတော့မိုဘိုင်းလေးကျန်ဂိမ်းကြီးဖြစ်တည်ရာလမ်းအောင်တောင်းကဘာကြီးပေါ်ပေါ်လာပုံကိုပြပြပေးရတာဖြစ်ပါတယ်။ဒီနေ့မှာတော့ပထမဆုံးအပိုင်းတစ်အနေနဲ့လမ်းအောင်တောင်းမှာအင်အားအကြီးဆုံးနဲ့လူသားတွေကြီးစိုးတဲ့မိုနီယာအင်ပါယာထဲကမြို့တွေနေရာတွေနဲ့နေထိုင်ကြတဲ့ဟီးရိုးတွေအကြောင်းကိုပြပြပေးရမှာဖြစ်ပါတယ်။နံပါတ်1လူမီနာစီတီမိုနီယာအင်ပါယာရဲ့မြို့တော်ဖြစ်ပြီးခမ်းနားတဲ့နန်းတော်ကြီးတွေဖျားเจ้าတွေနဲ့အလွန်စီကားပြီးအင်ပါယာရဲ့ဘိုးအချဆုံးနေရာလည်းဖြစ်ပါတယ်။ဒီမြို့မှာလက်ရှိမိုနီယာအင်ပါယာကြီးကိုအုပ်ချုပ်နေတဲ့ဘုရင်မကြီးစီဗာနာအလင်းနဲ့ဖျားရဖဲလာအင်ပါယာရဲ့အတော်ဆုံးနိုင်အဖွဲ့ကောင်းဆောင်တိုက်ဂရီရဲ့ညီမဖြစ်တဲ့ဖန်နီနန်းတော်ကြီးရဲ့အောက်ကိုရတဲ့မော်ဆီယာဟဲရီနဲ့လူကက်တို့ကနေထိုင်ပြီးအင်ပါယာကြီးကိုအတူတကွကောက်ကွယ်ဆောင်ရှောက်လျက်ရှိပါတယ်အင်ပါယာရဲ့နာမည်ကျော်စစ်ဗိုလ်ချုပ်တူရဲ့သမီးဖြစ်တဲ့ကင်မီဟာလည်းဒီမြို့မှာပဲမွေးဖွားခဲ့တာပါလက်ရှိမှာအပီးတွေရဲ့ပြန်ပစ်ဆွဲထားခြင်းခံရတဲ့တိုင်းရောဟာဘုရင်မကြီးစီဗာနာရဲ့မောင်အရင်ဖြစ်ပြီးဒီမိုနီယာအင်ပါယာရဲ့အင်ရှိဆိုင်မင်းသားတစ်ပါးလည်းဖြစ်ပါတယ်။အဲလင်းနဲ့တာမတ်တို့ဟာအပြစ်ကင်းစင်တဲ့အလင်းရဲ့သားတော်ဖြစ်တဲ့ဒိုင်းရောကိုအမောင်ထုရဲ့မင်းသားတစ်ပါးအဖြစ်ပြုစုပြောထောင်ပြီးအင်ပါယာကိုပြန်လည်တိုက်ခိုက်ဖို့လက်နက်တစ်ခုအနေနဲ့အသုံးချခဲ့ကြတာဖြစ်ပါတယ်။နံပါတ်1 Monastery of Light မိုနီယာအင်ပါယာရဲ့မြောက်ဘက်အစွန်ဆုံးအေးဆက်လာတဲ့တောင်တန်းတွေပေါ်မှာတော့ Monastery of Light ဆိုတဲ့အလင်းကျောင်းတော်ကြီးရှိပါတယ်။ဒီကျောင်းတော်ကြီးဟာအမောင်ထုနေမည်ဖြစ်တဲ့ Abyss တွေနဲ့အနီးဆုံးမှာရှိနေတာကြောင့်အင်ပါယာထဲကိုမိတ်ဆာတွေကျူးကျော်မလာနိုင်အောင်ပထမဆုံးခန်းစစ်စတိုင်းအနေနဲ့ကွာကွယ်ပေးရတဲ့မြင့်မြတ်တဲ့နေမြေတစ်ခုဖြစ်ပါတယ်။အမြဲတမ်းနင်းတွေဖုံးလွှမ်းနေပြီးလူသူအယောက်ပေါက်နေတဲ့လိုဝက်ဆန်းကျဲတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ဒီကျောင်းတော်ကြီးဟာမကုန်းဆိုးဝါ Abyss တွေကိုနှိမ်နင်းမဲ့စစ်သည်တော်တွေကိုလေ့ကျင့်ပေးတဲ့နေရာဖြစ်ပြီးကျောင်းတော်ကြီးထဲမှာအလွန်လိုဝက်တဲ့အဖွဲ့အစည်းတွေလည်းအများကြီးရှိပါတယ်။အာလူကရဲ့မိဘတွေတည်ဆုံပြီးနောက်သူကြီးပြင်းခဲ့တဲ့နေရာဆိုလဲမမားပါဘူး။အာလူကနဲ့ဂရန်ဂျာတို့ဟာဒီကျောင်းတော်ကြီးရဲ့အတော်ဆုံးဒီမိုဟန်တာတွေဖြစ်ပါတယ်။နာတာလီယာကလည်းဒီကျောင်းတော်ရဲ့လိုဝက်အဖွဲ့ဖြစ်တဲ့ Church of Light ကနေမွေးထုတ်ပေးလိုက်တဲ့အတော်ဆုံးထိပ်တန်းအဆက်ဆင်တစ်ယောက်ဖြစ်ပါတယ်။ Monastery of Light ရဲ့တမိုင်းမှာအစွမ်းအထက်ဆုံးနဲ့အရှိန်အဝါရှိဆုံးကတော့ရဖဲလာရဲ့အမောင်မောင်နှမဖြစ်တဲ့အာဂက်ပဲဖြစ်ပါတယ်။အာဂက်ဟာမူလကအလင်းရောင်ကိုကောက်ကွယ်ဆောင်ချောက်တဲ့ကောင်းကင်တမန်တစ်ပါးဖြစ်ပေမဲ့နောက်ပိုင်းမှာတော့အမောင်ထုရဲ့ဝါမျိုးချင်းကိုခံလိုက်ရပြီးတော့အမောင်ဘက်တော်သားတစ်ယောက်ဖြစ်သွားခဲ့ပါတယ်။ရဖဲလာဟာသူမရဲ့မောင်ဖြစ်သူအာဂက်ကိုအလင်းဘက်ကိုပြန်ခေါ်နိုင်ဖို့အမြဲတမ်းကြိုးစားနေပါတယ်။စီဗီယာဟာလည်း Monastery of Light ရဲ့အမြင့်ဆုံးရာထူးမှာရှိနေတဲ့ Avatar of Light ရဲ့အဖွဲ့ဝင်တဦးဖြစ်ပါတယ်။ဒီအလင်းကျောင်းတော်ကြီးဟာတချို့ဟီးရိုးတွေအတွက်တော်နာကျင်စရာအသိတွေရှိခဲ့တဲ့နေရာဖြစ်ပါတယ်။ဒီကျောင်းတော်ရဲ့မြေအောက်ထောင်ထဲမှာပပဲဆရာကြီးထရစ်ဇလာကိုနှစ်ပေါင်းများစွာနှိပ်စက်ပြီးအကျဉ်းချထားခဲ့ပါတယ်။ပဏိတိသားဟာလည်းသူမအဖေရဲ့ဂုဏ်သိက္ခာကိုပြန်ဆယ်ဖို့အတွက်စစ်တပ်ထဲဝင်ဖို့ကြိုးစားခဲ့ပေမဲ့ကျောင်းတော်ကပယ်ချခဲ့ပါတယ်။ဒါကြောင့်ကျောင်းတော်ရဲ့အပြင်ဘက်မှာပဲသူမရဲ့ရင်းချအဖွဲ့နဲ့အတူမိတ်ဆာတွေကိုတိုက်ခိုက်နေခဲ့ပါတယ်။ထရစ်ဇလာရဲ့သားဖြစ်သူဂျူလီယန်ဟာသူ့အဖေကိုဖမ်းဆီးနှိပ်စက်ခဲ့တဲ့ဒီကျောင်းတော်ကြီးထဲကအရေးမဲ့အဖွဲ့အစည်းဖြစ်တဲ့ Ribbon Squad လို့ခေါ်တဲ့ကြီးကန်းအဖွဲ့ရဲ့အငယ်ဆုံးနဲ့အတော်ဆုံးအဖွဲ့ဝင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။နံပါတ်3 Castel Amalin
Monian Empire ရဲ့အနောက်တောင်ဘက်မှာတော့ Castle Amalin လို့ခေါ်တဲ့အလွန်နဲ့နေပြီးမော်ဆန်တဲ့မြို့တော်တစ်ခုရှိပါတယ်။ဒီမြို့ဟာမော်အသက်နဲ့ယဉ်ကျေးမှုအလွန်ထွန်းကားတဲ့မြို့ဖြစ်ပြီးဒီမြို့ရဲ့အမှုပညာနဲ့အော်ပရာပြဇာတ်တွေဟာလည်းအယံဝန်နာမည်ကြီးပြီးတော့အနီးအနားမြို့ကလူတွေတောင်လာရောက်ကြည့်ရှုကြတဲ့အထီကိုနာမည်ကြီးခဲ့ပါတယ်။ခန့်ညားထဲဝါတဲ့အဆောက်အဦတွေနဲ့အဆင့်မြင့်မော်အသက်ပညာတွေဟာဒီမြို့ရဲ့အမတ်သားတစ်ခုဖြစ်ပြီးတော့အာဏာရှိတဲ့အထက်တန်းလွှာမျိုးနွယ်စုတွေကလည်းဒီမြို့မှာနေထိုင်ကြပါတယ်။ပလက်တီနာအေမွန်နဲ့ဂူရှင်တို့ရဲ့ပတ်စလီမျိုးနွယ်စုဟာကတ်စတယ်အမာလင်းမှာဩဇာကြီးမားတဲ့မျိုးနွယ်စုတစ်ခုဖြစ်ပြီးတော့အင်ပါယာရဲ့အင်အားအကြီးဆုံးမော်မျိုးနွယ်စုလည်းဖြစ်ပါတယ်။သူတို့ဟာမော်ဆွမ်းအားကိုဂုဏ်သိက္ခာထက်ပိုအလေးထားကြပြီးအလွန်တင်းကျပ်တဲ့စီးမြင်တွေလည်းချမှတ်ထားပါတယ်။ဒါကြောင့်ငယ်စဉ်ကတည်းကမော်ပညာထက်တမြောင်နေတဲ့တိုက်ခိုက်ရတဲ့ကြိုက်တဲ့ဂူရှင်ဟာသူမိသားစုအချမှတ်ထားတဲ့တင်းကျပ်လွန်တဲ့စီမီစည်းကမ်းတွေကိုလက်မခံနိုင်လို့သူရဲ့ဝတ်စုံပေါ်ကပတ်စလီမျိုးနွယ်စုရဲ့တစိ့ကိုခွာချလိုက်ပြီးနေအိမ်ကနေထွက်လာခဲ့ပါတယ်။အခုလက်ရှိမှာတော့ဂူရှင်ဟာပတ်စလီအိမ်တော်ရဲ့တခင်လေးတယောက်မဟုတ်တော့ဘဲနဲ့သူ့ရဲ့တမြောင်တွေနဲ့အတူလမ်းအောင်တော်မှာလွတ်လပ်စွာကျင်လည်နေပါတယ်။နောက်ထပ်ကတ်စတယ်အမာလင်းရဲ့အရေးပါတဲ့အစိတ်အပိုင်းတစ်ခုကတော့ကာမီလာရဲ့အဆက်မိသားစုဖြစ်ပြီးကာမီလာရဲ့အဖေဖြစ်သူ RS ဟာဒီကတ်စတယ်အမာလင်းကိုအုပ်ချုပ်တဲ့မြို့စားကြီးတစ်ယောက်ဖြစ်ပါတယ်။အားလုံးသိကြတဲ့စီစီလီယွန်နဲ့ကာမီလာတို့ရဲ့ယင်းနှစ်ခွေအချစ်ဇလန်းကလည်းဒီကတ်စတယ်အမာလင်းမြို့မှာပဲဖြစ်ပျက်ခဲ့တာပါ။ကာမီလာရဲ့အဖေကကာမီလာကိုစီစီလီယွန်နဲ့သဘောမတူပဲပတ်စလီမျိုးနွယ်စုကစစ်ဗိုလ်ချုပ်တယောက်နဲ့အတင်းပေးစားဖို့စီစဉ်ခဲ့တာကြောင့်ကာမီလာဟာသူ့ကိုယ်သူအဆုံးစီရင်ခဲ့ပါတယ်။အဲဒီနောက်စီစီလီယွန်ဟာကာမီလာကိုသူ့ရဲ့သွေးနဲ့ပြန်အသက်သွင်းပေးခဲ့ပြီးသူတို့နှစ်ဦးဟာကတ်စတယ်အမာလင်းကနေထွက်ပြေးခဲ့ကြပါတယ်။ကာမီလာရဲ့အဖေကသူ့လူတွေကိုလွတ်ပြီးတော့ကာမီလာတို့ကိုအပြင်းအထန်လိုက်ရှာခဲ့ကြပါတယ်။တစ်ဖက်မှာလည်းစီစီလီယွန်ဟာလူသားတယောက်ကိုဘလက်တီမိုအဖြစ်ပြန်လဲအသက်သွင်းလိုက်တယ်ဆိုတော့တီးရတဲ့အဲလစ်ဟာသူတို့နောက်ကိုလိုက်ပြီးတိုက်ခိုက်ခဲ့ပါတယ်။အဲဒီအချိန်မှာရုတ်တရက်လူတယောက်ပေါ်လာပြီးသူတို့နှစ်ယောက်ကိုကူညီပေးခဲ့ပါတယ်။အဲဒီလူကဘယ်သူဖြစ်မယ်လို့ထင်ပါတယ်လဲ။ကောမန့်မှာရေးပေးခဲ့ကြပါကတ်စတယ်အမာလင်းမျိုးရဲ့အချက်အခြာကျတဲ့နေရာမှာတော့ Lion Academy of Magic ဆိုတဲ့မော်တင်တန်းကျောင်းကြီးရှိပါတယ်။ဒီကျောင်းကအထက်တန်းလွှာတွေကြားမှာအရှိန်အဝါအကြီးဆုံးနဲ့ရှေ့အကျဆုံးမော်တင်တန်းကျောင်းကြီးလည်းဖြစ်ပါတယ်။ဒီမော်တင်တန်းကျောင်းကိုပလက်တီနာအေမွန်နဲ့ဂူရှင်တို့ရဲ့ပတ်စလီမျိုးနွယ်စုကတည်ထောင်ခဲ့တာဖြစ်ပြီးပတ်စလီမျိုးနွယ်စုရဲ့ဂုဏ်သိက္ခာနဲ့ရွှေရုပ်ဆွဲအစဉ်အလာတွေအတိုင်းအရန်ကိုစီကံတင်ကြပါတယ်။ဒီကျောင်းဟာအဆင့်မြင့်မော်ပညာကိုအဓိကတင်ကြားပေးပြီးတော့လက်နက်ကင်ဆောင်ပြီးတိုက်ခိုက်တာကိုအဆင့်နဲ့ရလို့ယူဆတဲ့အတွက်ဒီကျောင်းကကျောင်းသားတွေဟာတုတ်ကောက်ဒါမှမဟုတ်မော်အစွမ်းတက်တက်ကိုပဲတုံးပြီးတိုက်ခိုက်ဖို့ကိုတည်ယူကြရပါတယ်။ဂူရှင်ဟာလေးနဲ့ဂူနီဘီယာတို့ဟာဒီကျောင်းကအတော်ဆုံးကျောင်းသားတွေဖြစ်ပြီးတော့ဂူရှင်ဟာကျောင်းကတားမြစ်ထားတဲ့တမြောင်တွေကိုမပညာနဲ့တွေ့တုံးခဲ့လို့ပြဿနာကြီးဖြစ်ခဲ့ဘူးသလိုဟာလေးကလည်းသူ့ရဲ့ဆူဆဲမှုနဲ့စံသက်ချင်းစိတ်တွေကြောင့်စပီမတ်ဂျစ်ကိုတုံးမိခဲ့လို့အခြားဒေသကိုမတော်တဆရောက်သွားခဲ့ပါတယ်။ဒီလောက်ဆိုရင်ဂူရှင်ဟာဘာကြောင့်သူ့မိသားစုပုံကန်ပြီးအိမ်ကထွက်သွားခဲ့လဲဆိုတာကိုအကြံပေးသဘောပေါက်သွားကြမယ်လို့ထင်ပါတယ်။နံပါတ်၄ Castel Grandeအင်ပါယာရဲ့မြောက်ဘက်ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်ပြီးတော့ရေချောင်းကိုသွေးလုပ်ငန်းတွေနဲ့ချမ်းသာကြွယ်ဝတဲ့မြို့ကြီးတစ်မြို့ဖြစ်ပါတယ်။ဒီမြို့မှာရှိတဲ့ဘန်ရဲတိုက်ကြီးထဲမှာတော့ဒီမြို့ကိုအုပ်ချုပ်တဲ့မြို့စားကြီးဘန်နဲ့သူ့မိသားစုကနေထိုင်ပါတယ်။ဒီမြို့စားကြီးဟာဟာလီရဲ့အဖေအရင်ဖြစ်ပြီးတော့လက်စလီရဲ့မွေးစားအဖေလည်းဖြစ်ပါတယ်။လက်စလီရဲ့အဖေဟာဘန်အိမ်တော်ကိုကွယ်ရင်းနဲ့အသက်ဆုံးရှုံးခဲ့တာကြောင့်မြို့စားကြီးဘန်ဟာလက်စလီကိုမွေးစားခဲ့တာပါ။နံပါတ်5 Castel အင်ပါယာရဲ့အနောက်တောင်ဘက်ကတောင်ကျမ်းလန်းတွေမှာတည်ရှိပြီးတော့ဒီမြို့ဟာတခြားမြို့တွေနဲ့မတူပဲအင်ပါယာအတွက်အဖိုးတန်လာတဲ့ရွှေတွင်းတွေထွက်ရှိရနေရဖြစ်ပြီးစီးပွားရေးအတွက်အချက်အခြာကျတဲ့ကျွဲဝချမ်းသာတဲ့မြို့တစ်မြို့လည်းဖြစ်ပါတယ်။ဒီမြို့ကြီးရဲ့အလယ်မှာတော့ခမ်းနားတဲ့ကြော်ရဲတိုက်ကြီးရှိပါတယ်။ဒီရဲတိုက်ကြီးထဲမှာတော့မြို့ကိုအုပ်ချုပ်တဲ့အင်ပါယာရဲ့ဂုဏ်တည်ရှိမြို့စားကြီးဖြစ်တဲ့မြို့စားကြီးဘာရောနဲ့သူ့မိသားစုကနေထိုင်ပြီးမြို့စားကြီးရှိမှာသားတစ်ယောက်နဲ့သမီးတစ်ယောက်လည်းရှိပါတယ်။သူတို့ကတော့နာမည်ကျော်သားသမားလန်စီလောနဲ့မော်ပညာနဲ့တိုက်ခိုက်ရေးမှာကျွမ်းကျင်တဲ့ကူနီဗီယာတို့မောင်နှမပဲဖြစ်ပါတယ်။ဘာရောမိသားစုဟာသူတို့ရဲ့မြင့်မြတ်တဲ့မျိုးရိုးနဲ့ထူးချွန်တဲ့သားတိုင်းပညာကြောင့်အင်ပါယာတစ်ခုလုံးကလေးစားရတဲ့မျိုးနွယ်စုကြီးတစ်ခုလို့လည်းပြောလို့ရပါတယ်။နံပါတ်6 Azura Lake Monian Empire ရဲ့အနောက်ဘက်မှာတည်ရှိပြီး Empire ရဲ့အကြီးဆုံးနဲ့အလှပဆုံးရေကန်ကြီးတစ်ခုဖြစ်ပါတယ်။ဒီရေကန်ဟာမော်ဆန်နဲ့အလှတရားတွေရှိပြီးအေးချမ်းမှုကိုပေးစွမ်းနိုင်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ Empire အတွင်းကတခြားနေရာတွေမှာစစ်ပွဲတွေဖြစ်နေပေမဲ့ဒီနေရာကတော့အမြဲတမ်းငြိမ်ချမ်းနေလေရှိပါတယ်။ဒီရေကန်ကြီးရဲ့အလယ်မှာတော့အံ့ဩစရာကောင်းလောက်အောင်လှပပြီးအဖြူရောကြောက်သားရည်နဲ့ထုစစ်ထားတဲ့ Swan Castle ဆိုတဲ့ရဲတိုက်ကြီးတစ်ခုရှိပါတယ်။ဒီရဲတိုက်ကြီးထဲမှာတော့မီတမီလေးအိုသက်နေထိုင်ပါတယ်။ဒီရဲတိုက်ကြီးကိုအိုသက်ရဲ့ရီဂျီနာမိသားစုကမျိုးစင်ဆက်အုပ်ချုပ်ခဲ့တာဖြစ်ပြီးလက်ရှိမှာတော့အိုသက်ရဲ့အဖေမင်းသားအေဗင်ကအုပ်ချုပ်ပါတယ်။အိုသက်တို့ရဲ့ရီဂျီနာမျိုးနွယ်စုဟာအင်ပါယာထဲမှာဩဇာရှိတဲ့မျိုးနွယ်စုတစ်ခုဖြစ်ပေမဲ့အင်ပါယာအတွင်းကနိုင်ငံရေးကိစ္စတွေမှာဝင်ပါလိမ့်မရှိပဲဒီရဲတိုက်ကြီးထဲမှာပဲအေးချမ်းစွာနေတတ်ကြပါတယ်။အိုသက်ဟာစိတ်ထားအလွန်နူးညံ့တဲ့မီတမီလေးဖြစ်ပြီးတော့ငယ်စဉ်ကတည်းကဒီရဲတိုက်ကြီးထဲမှာပဲကြီးပြင်းခဲ့ရတာကြောင့်အပြင်လောကအကြောင်းကိုလည်းသိမသိပါဘူး။ဒီလိုမျိုးအိမ်မပိုင်တဲ့နုံနုံအားမီတမီလေးကဘလို့ဖြစ်ပြီးတော့တာသမလန်စီလုံးနဲ့တွေ့ဆုံရှစ်ကြိုက်ခဲ့လဲဆိုတာတော့စိတ်ဝင်စားစရာပါပဲ။နံပါတ်9 Black Forest
အင်ပါယာရဲ့မြောက်ဘက်နဲ့အရှေ့မြောက်ဘက်အစွန်အဖျားမှာရှိတဲ့တောနက်ကြီးတစ်ခုဖြစ်ပါတယ်။ဒီတောအုပ်ကြီးဟာနေအောင်ကြီးလုံးဝမရသလောက်မုံမဲနေပြီးထူးဆန်းတဲ့မြေခိုးတွေအမြဲဖုံးလွှမ်းနေတတ်ပါတယ်။ဒါကြောင့်လည်း Black Forest လို့ခေါ်ကြတာပါ။ဒီနေရာဟာအင်ပါယာရဲ့နယ်နိမိတ်နဲ့မိတ်ဆက်နေမြေကြားအနားသက်ဆုံးတစ်ခုလိုဖြစ်နေပါတယ်။ဒီ Black Forest တောနက်ကြီးထဲမှာ White လို့ခေါ်တဲ့ဝင်ပလီဝရင်နဲ့သူ့ရဲ့နောက်လည်းဝင်ပလီအုပ်ကြီးရှိပါတယ်။ဒါကြောင့်လည်းအင်ပါယာရဲ့စစ်သားရေးတော်ဒီတောနက်ထဲကိုတော်ရုံမဝင်ကြပါဘူး။ရိုဂျာဟာတချိန်ကဒီတော့အနီးရွာလေးမှာနေထိုင်ခဲ့တဲ့မုတ်ဆိုးတယောက်ဖြစ်ပါတယ်။ဒါပေမဲ့တနေ့မှာတော့မိတ်ဆွေဝင်ပလီနဲ့တိုက်ခိုက်ရင်းကနေကြေစာတင်ပြီးလူတစ်ပိုင်းဝင်ပလီတစ်ပိုင်းဖြစ်သွားခဲ့ပါတယ်။ရိုဂျာဟာအခုဆိုရင် Black Forest ရဲ့နှစ်ချိုင်ရဲ့နေရာတွေမှာအထီးကျန်စွာနေထိုင်လျက်ရှိပါတယ်။ Ruby ဆိုတဲ့မိန်းကလေးကတော့ Black Forest နားရွာလေးတစ်ရွာမှာနေထိုင်တဲ့ကောင်မလေးတစ်ယောက်ပါ။ Ruby ဟာသူမရဲ့အဖိုးအဖွားတွေဝင်ပလီရဲ့တပ်ပြတ်ခြင်းကိုခံခဲ့ရပြီးနောက်မှာတော့ချစ်စရာကောင်းတဲ့မိန်းကလေးဘဝကနေတွေးအေးတဲ့ဝင်ပလီမှုဆိုးမလေးဖြစ်လာခဲ့ပါတယ်။ညဘက်ဆိုရင်ဒီတောနဲ့ကြီးထဲကဝင်ပလီတွေရဲ့ဦးလိုက်တဲလဲဦးတဲ့နေဟာကောင်းကင်မှာပဲ့တင်ထက်နေအောင်ခြေလုံးစွာကြားရတတ်ပါတယ်။မိုနီယန်အင်ပါယာထဲမှာကလေးတွေကိုချောင်းလန့်ဖို့ပြောလို့ရှိတဲ့စကားဆက်ကိုနေမယ်ဆိုရင်အနက်ရောက်တော့ကြီးတဲ့ပို့လိုက်မှာလို့ဆိုတဲ့စကားပဲဖြစ်ပါတယ်။နောက်ဆုံးနေရာတစ်ခုကတော့မိုနီယန်အင်ပါယာရဲ့အစွန်အဖျားမှာရှိပြီးတော့သူဆန်းတဲ့မျိုးနွယ်စုတွေနေထိုင်ကြတဲ့အလာဟတ်တောင်တန်းပဲဖြစ်ပါတယ်။ဒီအလာဟတ်တောင်တန်းရဲ့အနက်ဆိုင်တဲ့နေရာမှာရွာလေးတရွာရှိပါတယ်။အဲဒီရွာမှာရက်စံမျိုးနဲ့ဝင်နေထိုင်ကြပြီးကလေးဟာရက်စံမျိုးနဲ့ဝင်တယောက်ဖြစ်ပါတယ်။ရက်စံမျိုးနွယ်စုတွေဟာဒူရာတွေနဲ့ပုံစံချင်းလုံးဝမတူပဲထူးခြားဆန်းပြတဲ့ပုံမှန်တန်ရှိကြပါတယ်။သူတို့ရဲ့ခန္ဓာကိုယ်ဟာတီးတွယ်ပြီးဖြတ်လက်တာကြောင့်အလွန်မြဲတဲ့အမြင်နှုံးနဲ့တိုက်ခိုက်နိုင်စွမ်းရှိကြပါတယ်။သူတို့ရဲ့အမတ်အသားဖြစ်တဲ့အလင်းဆော်ဝိုင်းလက်နက်တွေဟာရန်သူတွေအတွက်တော့မြင်လိုက်ရရုံနဲ့အသက်ပြောင်းစေနိုင်တဲ့အရာတွေလည်းဖြစ်ပါတယ်။လူသားနဲ့မိစ္ဆာကြားအပေခံဖြစ်ခဲ့တဲ့အားလုံးဟာလည်းတနေပြီးတနေပြောင်းရွှေ့နေထိုင်ခဲ့ရတာဖြစ်ပြီးဒီအလာဟတ်တောင်တန်းတွေပေါ်မှာခဏတာနေထိုင်ခဲ့မှုပါတယ်။ကဲအခုဆိုရင်တော့မိုနီယန်အင်ပါယာကြီးရဲ့ခမ်းနားတဲ့မြို့တော်တွေတိုးဝက်ဆန်းကျဲတဲ့တောတောင်တွေနဲ့အဲ့ဒီမှာရှိနေတဲ့သူရဲကောင်းတွေရဲ့အကြောင်းကိုအစုံအလင်သိရှိသွားကြမယ်လို့မျှော်လင့်ပါတယ်ဒီလောက်ကျေပြန့်တဲ့အင်ပါယာကြီးထဲမှာတင်ရင်ချင်းတို့ရောဘယ်နေရာကိုအနစ်သက်ဆုံးလဲဒါမှမဟုတ်ပဲဟီးရိုးရဲ့အကြောင်းကစိတ်ဝင်စားစရာအကောင်းဆုံးလဲဆိုတာကွန်မန့်မှာရေးပေးခဲ့ကြပါဦးနောက်ထပ်အပိုင်းတွေကတော့မိုနီယန်အင်ပါယာနဲ့လုံးဝမတူတဲ့အချိတ်တိုင်းဆန်တဲ့အလှတရားတွေငကားတွေနဲ့ထူးခြားတဲ့တိုင်းပညာရှင်တွေရှိရာ KDR ရိပတ်လန်အကြောင်းကိုအသေးစိတ်တင်ဆက်ပေးတော့မှာဖြစ်လို့စောင့်မျှော်ကြည့်ရှုပေးကြပါဦးဒီလိုမျိုးမိုဘိုင်းလေးချမ်းရဲ့စိတ်ဝင်စားစရာတမိုင်းကြောင်းတွေကိုအမြဲတမ်းသိရှိနိုင်ဖို့ YouTube channel လေးကိုလည်း subscribe လုပ်ပေးခဲ့ကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်